Bismillahirrahmanirrahim. Suluk ma di kalam ye di teipai ni bo no. Teipai ni ya wahsi di nauga onsi. Ari naku gazare halia di suluk le ye ma torogu lechin go tha ma do. Ari ha ma lechin lo go mya o. No ero to di alif ye ra be phit phitခုနပြောတယ်သူ့ရဲ့ဒီခတ်ရဲ့ if data ပေါ့နော် if data ဒီ social ရေးတဲ့နေရာမှာဖြစ်ဖြစ်သူကဒီဝါရှိနေ onစီသူကစားတတ်ဖို့အတွက်တိတ်ရေးကြည့်တယ်အဲ့လိုမှမလုံနိုင်ဘူးဆိုလို့ရှိရင်သူကဆိုလို့ရေးရတဲ့နေရာမှာသူကလိုချင်တဲ့ရှက်ကန်ကိုရမှာမဟုတ်ဘူးနော်အဲ့ဒါလေးနည်းနည်းလေ့ကျင့်ဖို့သိရေးကြည့်ရတယ်ဒါသင်ခန်းစာအနေနဲ့မဟုတ်ဘူးကိုကကြားပြအနေနဲ့အချိန်ရရင်ရတယ်လို့ကိုတော့လေ့ကျင့်နေတာပို့ပြီးတော့ကောင်းတယ်နော်ဒါဥမာအပြင်ဒါဆိုတော့ဒါ lip ပထမသင်ခန်းစာမှာလည်းပြထားပြီး lip ကရေးရဆိုရင်တဲ့ဆိုရင်သူကစိတ်ထဲမှာဒီပထမဟာလေးကသူကခုံးမယ်နောက်ဟာလေးကျတော့တဖြည်းဖြည်းနဲ့သူကဒီလိုဖောင်းလာနော်အဲ့တော့အဆုံးသတ်မှာခုနပြောတဲ့ဝါရှိနဲ့ဝင်စီကစားလိုက်တဲ့အခါမှာသူကဒီတန်းလေးလာဆုံးနော်အဲ့ဒီဟာအဲ့ပုံစံဖြစ်မှာကိုသူကရအဲ့ပုံစံမဖြစ်အောင်ကိုကျင့်liveဒီဟာလေးပေါ့နော်ဒီပိုင်းလေးဒီ taste ကိုရအောင်ဒီပုံစံဖြစ်အောင်ကိုသူရေးနိုင်နော်တပြင်းနဲ့ဒီကလမ်ကလောင်ဟာဒီကစားသွားတဲ့ဟာလေးပေါ့နော်တွန်းတီးလို့အောင်မယ်ဒီလိုဟာလေးတွေလည်းကျင့်ရမယ်သူကဒီမှာဒီကနေပြီးတော့လာမယ်ဒီမှာကြွသွားမယ်ကြွသွားပြီးတော့ဒီမှာသုံးသက်ကြရင်ဒါမျိုးလေးဖြစ်ရမယ်သူကအာရဘီမှာသူကဘာကြောင့်ကြည့်လို့ကောင်းနေရလဲဆိုတော့အမားနဲ့အပြုတ်ကိုသူကအမြဲတမ်းပေါင်းစပ်ပြီးရေးတယ်အဲ့ဒါကြောင့်သူကဒီအနုပညာမှာအင်တန်ပြောင်းနေတာတွေ့ရတယ်ကြည့်ရတဲ့နေရာမှာအရန်လှတယ်သူအဲ့တော့ဒီဟာတစ်မျိုးရှိတယ်နောက်တစ်ခုကဒါတစ်မျိုးရှိတယ်ဒီဟာကျတော့သူပထမတဖြည်းနဲ့သူကအောက်ရောက်လို့ရှိရင်ဒီအွန်စီယာတဖြည်းနဲ့သူရမ်းသွားပြီးတော့သူကဒီလိုထဲအောက်ဒီလိုတဲ့သွားတဲ့အနေထားဖြစ်အောင်ရေးရနော်ဒီပုံစံပေါ့တဖြည်းဖြည်းနဲ့ဒီလိုကနေပြီးတော့သူဒီလိုဖြစ်နော်အဲ့ဒါတော့ရှူရှာအစနေမှာဒါရေးရမယ်ဒါလည်းထိုးနေလို့ကောင်းတယ်ဒီလိုနှွဲ့နေအောင်သူရေးရမယ်နှွဲ့နေတော့အဲ့တော့အဲ့ဒီဟာဘယ်အတွင်းမှာရှိရမလဲဆိုတော့ခုနပြောတဲ့နုတ်တော်တဝက်စာနော်နုတ်တော်တဝက်စာရှိရအဲ့လိုပဲရမယ်နော်နုတ်တော်တဝက်ရှိရမယ်နောက်တစ်ခုကသူကနုတ်တော်နှလုံးဝဲစာရှိရနော်အဲ့ဒါလေ့ကျင့်မှာသိအရေးကြီးပါတယ်ဒီဥစ္စာအများအားကြုံတွေ့ရတော့ဒီဟာလည်းထုံနေလို့အောင်မယ်နုတ်တော်တဝက်မှာရှိတယ်သူလည်းနှစ်ခုခွဲပါနုတ်တော်နှလုံးခွဲတာကျင့်ရမှာနှလုံးလဲရတယ်နှလုံးခွဲတာလည်းရတယ်တစ်လုံးနဲ့လည်းလာမှာပဲသူကအဓိကဒီပုံစံလေးဖြစ်အောင်
နော်ပြောနေတာဒီပုံစံနေမရပါဘူးဒီလိုပုံစံနေမရပါဘူးနောက်ပြီးတော့ဒီလိုပုံစံနေမရပါဘူးတော့ဒီပုံစံကိုဖြည့်ရမယ်တော့ဒီဟာလဲကျင့်ပါဒီပုံစံဖြစ်အောင်ကျင့်ပါနောက်ကျရင်ကြုံကြိုက်လာလိမ့်မယ်တော့ဒီလိုဟာလေးရေးရလိမ့်မယ်ဟုတ်လား